ကိုတွေးရတော့လေရန်ဝမ်းတာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ချင်းလူမျိုးမဟုတ်ပဲနဲ့ပေါ့တခြားဒေတာအဝေးရနေလာရောက်ပြီးတော့ချင်းပြည်နယ်ဟာခါမျိုးမအခုလိုမျိုးလာရောက်ပြီးကိုကြီးကပထမဆုံးအနေနဲ့တမျိုးသားလုံးအားလုံးကိုယ်စားဆုံးတဲ့ကျေးဇူးတင်စကားပြောခြင်းနဲ့ဆုံးလို့သိကျင်တာအကိုဒီဟိုဟာခါအချောင်းကိုဘလို့စသိလဲပြီးတော့အကိုရဲ့နာမည်နဲ့ပြီးတော့ဘလို့ရောက်လာလဲဆိုတော့အဲ့ဒါလည်းသိကျင်တယ်ကျွန်တော်ရဲ့နာမည်ထုံးမှာဟုတ်ကဲ့ဘာကဘလို့တည်လဲဆိုတာအင်တာနက်ပေါ်ကနေတည်တာဟုတ်တကယ်ဟောဘောနော်အင်တာနက်ပါ Facebook ဟုတ်ကဲ့အဲ့ဒီဒီတော့ဘာလို့မြေပြူပါပြူဆိုတာစိတ်မကောင်းလို့ကျွန်တော်အဲ့ဘာလောရဒါနာလိုင်းနဲ့ကျွန်တော်လည်းပြည်ချင်းနဲ့လာခဲ့ချင်းဖြစ်ပါတယ်ဟုတ်ကဲ့ဟိုပြီးတော့အခုတကယ်ရောက်လာပြီးတော့ဟိုဒီမှာဆိုရင်အကိုလည်းဒီနေ့ဆိုစကန်နေရောက်တဲ့ခါကျတော့သူတို့မတွေ့ခင်နဲ့တွေ့တဲ့အချိန်မှာစိတ်ထဲမှာဘလို့ခံစားရလဲပြီးတော့တကယ်ဟိုဒီထက်ဟိုအများကြီးအကူအညီလိုအပ်သေးတယ်လို့အကိုထင်တာဒါမှမဟုတ်ဟိုထင်ထားတာထက်ပိုပြီးခက်ခဲလို့ထင်တာဒါမှမဟုတ်ထင်ထားတဲ့ပိုပြီးတော့တိတ်တော့မဟုတ်ပါဘူးလို့မျိုးထင်တာအကူညီကတော့အများကြီးလိုနေတာပေါ့ဟုတ်ကဲ့အကူညီကတော့တော့ဒီချက်မကအများကြီးလိုပါသေးတယ်ဟုတ်လို့ဆိုတော့အဆောင်ဟာနဲ့ဆိုင်တော့ဒါပေမဲ့နိုင်ငံတော်တော့ပူတော့လုပ်ပေးနိုင်တာပေါ့လေလုပ်ပေးနိုင်တော့ပူကောင်းတော့ဟုတ်ပြီးတော့သူတို့တွေးတဲ့အချိန်မှာရောအခုစိတ်ထဲမှာဘယ်လိုခံစားစိတ်ကတော့မကောင်းဘူးဒါမှမဟုတ်လေဆိုတော့တောင်ပေါ်ဒီတာကျွန်တော်တောင်ပေါ်ဒီတာပြီးသွားလာတယ်ဆိုတော့နေပြိုမှုဒါတော့ဒါဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့အခုဖြစ်တာတော့လုံမင်းဖြစ်တဲ့အတွက်စိတ်တော့မကောင်းဘူးဟုတ်ကဲ့ဟုတ်နောက်ရောပြန်လာဖို့ရှိသေးလားဟုတ်ဒီကလေးအစင်းပြေးရတယ်ဆိုတော့လာဖို့တော့ရှိပါတယ်အချိန်ရတယ်ဆိုတော့ပြောမဆိုတော့လာဖို့တော့ရှိပါတယ်သုံးလေးတို့ကလည်းတကယ်ကိုလေအခုကိုဆိုရင်လောက်အားဒါနနဲ့လည်းပါဝင်တယ်ပြီးတော့ကိုယ်မှရှိရကားလည်းလာပါဝင်တယ်အဲ့အတွက်အများကြီးကျေးဇူးတင်တယ်ကိုလိုလူမျိုးကိုလည်းသုံးလေးတို့အများကြီးလိုအပ်ပါတယ်ကြိုးဆိုပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုပြတင်ကောင်းနေပေးပါဟုတ်ကဲ့ပါကိုကပြောရကြတော့အကိုဒီလိုမျိုးလာရောက်ပြီးတော့ကူညီတာပေါ့နော်ဟိုအကိုအခုသွားတာလားဆိုဒီမှာဆိုစီလည်းသေးကြီးရယ်အဲ့အတွက်ကိုစီကိုသူ့ရဲ့လူရောရှိတာဒါမှမဟုတ်အကုန်လုံးအကိုကိုယ်တိုင်ပဲအကိုထုံးမဲ့အကုန်လုံးစိုက်ပြီးတော့လာခဲ့တာအဲ့ကွာဒီကိုစပြီးရောက်တဲ့ခါကျဟာခါကိုအကိုရောက်ဘူးမှလို့ဆိုမှမထင်ဘူးဒီလမ်းမဆက်သွယ်ရေးမှာလမ်းမဆက်သွယ်လာလိုက်လမ်းမှာဘလို့အခက်ခဲတွေကြုံရလဲပြီးတော့ဟိုအခုဟာခါမှာဘယ်နှစ်ရက်ရှိပြီလဲနေရဟာခါတော့ရောက်တာတော့ဟောလူကြီးရဲ့9ရက်ရှိပါဟုတ်ကဲ့9ရက်ရှိပါတော့ကျွန်တော်ရောက်ပြောစင်တော့ဟာခါလာတာတော့ပြောစင်တော့လမ်းမှာတော့နည်းနည်းတော့ပြောစင်တော့ခက်ခဲတော့ရှိတာပေါ့လမ်းဆိုးတာတော့ဆိုးပါတယ်အဲ့လိုတော့တော့ကျွန်တော်အစင်တော့ပြည်တာပေါ့ဟုတ်ဘယ်နေ့ရက်နဲ့ရောက်သွားလဲကြောင်မဲကနေလာတာတော့ကျွန်တော်ကတော့ပြုံးစင်တော့ဟောပေါ့9ရက်နေ့ထွက်လာတာဟုတ်9ရက်နေ့ထွက်လာတာနော်ဟိုကြောင်မဲကနေဒီကိုဘယ်နေ့ရက်ကြာလိုက်ကျွန်တော်ကပြုံးစင်ကြောင်မဲကနေကြတော့ဟောပေါ့နော်မုံလာမှာတိတ်ဟောပေါ့တညအိတ်တယ်မုံကနေကလေးကိုတညအိတ်တယ်ကလေးကနေနောက်တည့်ကျတော့ဒီရောက်တော့ဟုတ်ကဲ့နေချင်းပေါက်တယ်ကလေးနေချင်းပေါက်တယ်နော်မနေ့အစောကြီးပေါ့7နာရီလောက်ထွက်လာတယ်ဟုတ်တကယ်ချင်းတွေတရားမှမပါဘူးတကယ်ကိုစွန့်စားတယ်ဘာလို့ဆိုကိုလည်းမတွားဘူးတဲ့နေရာမှာပေါ့နော်ဒီလိုမျိုးတကယ်ကို Brahita စိတ်နဲ့လာပြီးတော့လုပ်ပေးဖို့ဆိုမလွယ်ဘူးပြီးတော့ခုနဒီဆုံးင်းကြားသလောက်တော့အကိုကလာတဲ့ခါမှာလဲကားနဲ့အပြည့်ပေါ့နော်ကယ်ဆယ်ပစ္စည်းတွေလာတယ်ပြောတယ်ဒါတွေလည်းအကုန်ဘယ်မှာလှူခဲ့လဲပြီးတော့အခုကကယ်ဆယ်ပစ္စည်းအကုန်သွားပြီဒါမှအကိုကဒီမှာဆက်ပြီးတော့နေတယ်နေတဲ့ခါကျနေတာဘလို့အကြောင်းတရားရဲ့လှုံ့ဆော်မှုကြောင့်လဲပေါ့နော်အဲ့ဒါလည်းသိချင်ပါပေါ့လိုအပ်တယ်ညအားလုံးလိုအပ်တာညလိုအပ်တယ်ကူညီတဲ့ပစ္စည်းအားလုံးပေးခဲ့ပြီမယ်ဒီမှာဘယ်လောက်လိုအပ်နေလဲဆိုတော့တိလို့အခုဆက်ပြီးနေအခုဆက်ပြီးရာဟီတာစိတ်နဲ့ပြောသွားတယ်ဒါကြွနဲ့အမနဲ့တွေ့ခဲ့တာဟုတ်ကဲ့တာကန်နဲ့နော်ကြွနဲ့အမနဲ့တွေ့ခဲ့တယ်အဲ့မှာတွေ့ခဲ့တော့အမတဲဆန်လာအိတ်တယ်အဲ့ဒီတူနဲ့ချိန်မှာရှိတဲ့ပစ္စည်းတော့ဟောကဲစီဆောင်းလိုက်ပြီးတော့ဟုတ်ကဲ့အဲ့ဒီပြီးမှလောကဌာနအနေနဲ့တော့ဒီပတ်တော့ပတ်လောက်တော့ကျွန်တော်တော့ဒီနေ့တော့တွက်ထားတော့အဲ့တော့ကျွန်တော်တလားဝင်ကြည့်တယ်ဒီနေ့ထွက်ပြီးအခုကလိုပဲပြောအခုလိုသိရတယ်ရန်ဝမ်းတာလေဘာလို့လဲဆိုတော့ကိုထုံးက
ကိုအိတ်ဆိုင်နဲ့ကိုအကုန်လုံးလဲလာပြီးတော့ကဲတဲ့ပစ္စည်းလာပို့တဲ့အပြင်ကိုယ့်ဘာကိုတဲဥခန်းကမှာကိုယ့်ဘာကိုအကုန်ကြခံနေပြီးတော့ကိုယ့်ဘာကိုတွားလာဆောက်ကိုယ့်ဘာကိုအကုန်လုံးပေါ့နော်ဖွဲ့စည်းရဲ့ကိုညီမှုမှလည်းမရှိဘဲနဲ့ကိုယ်မှရှိအားရင်တစ်ခုတည်းနဲ့ဟိုတကယ်ကိုဒုက္ခရောက်တဲ့တိုင်းသားညီကိုမမတို့အတွက်အဲ့လိုမျိုးကြီးလာပြီးတော့တဆွမ်းတဲ့လောက်အကုန်လုံးလောက်အားပေးရစေနာထားတဲ့ကြောင့်ကျေးဇူးအများကြီးတင်တယ်ပြီးတော့အခုလိုလူမျိုးလည်းသုံးပြီးတော့တချို့ကြတော့နာမည်ကြီးတွေကြတော့မီဒီယာမှာအများကြီးတွေ့ရတဲ့ခါကြတော့ဟိုအခုလိုလူမျိုးလည်းအများကြီးပရဟိတစိတ်သက်ရှိရဲ့ပုံကိုယ်တွေအများကြီးရှိမယ်လို့သုံးသင်းထင်တယ်ပြီးတော့ဒီလိုမျိုးလူတွေလည်းသုံးသင်းတို့နိုင်ငံအတွက်အများကြီးလိုအပ်တယ်တကယ်ကိုလည်းလေးစားတယ်ဂုဏ်ယူတယ်ဟိုထုံးလှုပ်ဆောင်မှုပေါ်မှာကျမတို့ချင်းလူမျိုးတွေအကုန်လုံးကအားလုံးအကိုကိုအတိအမှတ်ပြုပါလုတ်ပေးချင်တယ်ဆိုတော့ကျွန်တော်ကတော့အကောင်းဆုံးအနေနဲ့တော့လုတ်ပေးချင်တယ်ဒီတိုင်းနဲ့လုတ်ပေးစီချင်တယ်